မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့ကျွန်တော်တို့ဟာ Celestia နိုင်ငံရဲ့နမီကျော် Sanchez မိသားစုကနေပေါ်ဖွားလာတဲ့ထူးခြားတဲ့ဇက်ကောင်တော်အကြောင်းကိုပြောပြပေးသွားမှာပါ။သူမဟာမိသားစုရဲ့အရှက်ရစီရလို့သတ်မှတ်ခံရပေမဲ့မထင်မှန်ထားတဲ့ကံကြမ္မာတစ်ခုနဲ့ရင်ဆိုင်ရပါတော့မယ်။ Celestia နိုင်ငံရဲ့မြင့်မြတ်တဲ့ Sanchez မိသားစုတစုမှာသမီးနှစ်ယောက်ရှိပါတယ်။အမဖြစ်သူဖလိုရာကတော့ကြီးမားတဲ့မော်ဆွမ်းအားတွေပိုင်ဆိုင်ထားပြီးသူတော်စင်လို့သတ်မှတ်ခံရပါတယ်။ဒါပေမဲ့ညီမဖြစ်သူကာရိုလိုင်းနာစီစတက်ကတော့ဘာမှထူးခြားတဲ့စွမ်းရည်မရှိတဲ့အတွက်မိသားစုရဲ့အရှက်ရစီရာအတုံးမကျတဲ့သူအဖြစ်အမြဲတမ်းရှုံချခံနေရပါတယ်။လူအများရှိမှာတော့ဖလိုရာဟာသူမရဲ့ညီမကာရိုလိုင်းနာကိုအရင်ချစ်ပြီးကာဝယ်ပေးတဲ့အမားကောင်းတစ်ယောက်လိုဟန်ဆောင်နေပါတယ်။ဒါပေမဲ့တကားပိတ်နောက်ွယ်မှာတော့သူမဟာကာရိုလိုင်းနာကိုစကားလုံးတွေနဲ့နှိပ်စက်ပြီးအမေဆုံးတာသူမကြောင့်လို့အမြဲတမ်းအပြစ်တင်နေခဲ့ပါတယ်။ဖလိုရာရဲ့စကားတွေဟာကာရိုလိုင်းနာရဲ့စိတ်ကိုနာကျင်စေခဲ့ပြီးသူမဟာအမြဲတမ်းဝမ်းနဲ့ကျူခဲနေခဲ့ရပါတယ်။တနေ့မှာတော့မော်ကိုရှင်အင်ပါယာနဲ့တန်တမန်ရေးရာပြဿနာတစ်ခုကိုဖြေရှင်းဖို့အတွက်ဆီလက်စတီးယားဘုရင်ကနိုင်ငံရေးရာလက်ထက်ထိမ်းများဖို့အတွက်အဆိုပြုခဲ့ပါတယ်။ဒီလက်ထက်ပွဲအတွက်ရွေးချယ်ခဲ့ရသူကတော့ကာရိုလီနာဆန်ချက်စ်ပါပဲ။သူမဟာမော်ကိုရှင်အင်ပါယာရဲ့ဒုတိယမင်းသားအက်တဝန်ရူဘီမာတီနက်စ်နဲ့လက်ထက်ရမှာပါ။မင်းသားအက်တဝန်ကတော့ရဲဆက်ကျန်းကျုပ်ပြီးစစ်ပွဲကိုနှစ်သက်သောမင်းသားအဖြစ်နာမည်ကြီးသူတဦးပါဒီတည်ခြင်းကြောင့်ကာရိုလီနာဟာပိုပြီးစိုးရိမ်ပူပန်ခဲ့ရပါတယ်မထွက်ကာခင်မှာကာရိုလီနာရဲ့ဖခင်ကသူမအပေါ်နေထွေးတဲ့မေတ္တာကိုပြသခဲ့ပါတယ်သူမဟာကာရိုလီနာရဲ့အမေခါရန်အကြောင်းကိုပြောပြခဲ့ပြီးကာရိုလီနာဟာသူမရဲ့အမေနဲ့ဘလောက်တူကြောင်ပြောပြခဲ့ပါတယ်ဒီစကားတွေကကာရိုလီနာကိုစိတ်သက်ခွန်အားတွေပေးခဲ့ပြီးသူမရဲ့မရေရတဲ့အနာဂတ်ကိုရင်ဆိုင်ဖို့အားရနေဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ကာရိုလီနာဟာနေဆက်ကိုရောက်ရှိလာပြီးသူမရဲ့အနာဂတ်ခင်ဖို့မင်းသားအဒဝန်အာရီမာတီနက်စ်နဲ့ပထမဆုံးချိန်တွေ့ခဲ့ပါတယ်။ကြောင်းပွဲခေါင်းနဲ့မင်းသားအဒဝန်နဲ့သူမရဲ့တွေ့ဆုံမှုကဘလို့ဆက်ဖြစ်မလဲဆိုတာကတော့ဆက်လက်စောင့်မျှော်ကြည့်ရှုပါအောင်ခင်ဗျာ။ဒီဇလန်လေးကတော့ကာရိုလီနာဆန်ချက်ရဲ့ခက်ခဲကျဉ်းတဲ့ဘဝခီကိုစတင်ပြသနေတာဖြစ်ပါတယ်။သူမဟာမိသားစုရဲ့အရှက်ရစီရာမော်ကိုရှင်အင်ပါယာမင်းသားနဲ့လက်ထက်ရမယ့်ကံကြမ္မာစီကိုဘလို့ရောက်ရှိလာခဲ့လဲဆိုတာကိုစိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ပေးတော့မှာပါ။နောက်ထပ်ဘလို့စိတ်လှရှားစရာဖြစ်လာမလဲဆိုတာကတော့နောက်အပိုင်းတွေမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်